ရောင်းမယ်ကွာဒီပဲလေးပုံနေတက်နေမူလလက်ဟောင်းလေးပေါ့ဟာလေးကကံမူပတ်လေကွာဒါမှကာဘာလေးကတော့ဟိုမှာကာဘာကံမူပတ်လေတော့ရှိရင်နည်းနည်းလေးကွဲနေတယ်ကံမူပတ်လေပဲကြီးနော်အင်ဂျင်လုံးဝအဖွင့်လည်းမရှိဘူး model 2017ပဲ2017ပဲအင်ဂျင်လုံးဝအဖွင့်လည်းမရှိတိုင်ကွက်တွေကစားကံမူလုံးဝမှန်ကွာအားပဲကာဘာတနေ့မှလွဲလဲလိုက်ရတာအဲ့လေးပဲဒါအကုန်ကောင်းတယ်ဘိန်းလုံးဝအငြိမ်ပဲရွာရောက်နေလို့ဒါရွာဘိန်းလေးဗျာမတာယာဘူးလေးလည်းရှိရယ်နော်ဒီမှာကံဘူးဟိုကလေးပဲပတ်လဲဝိတန်လုံးဝအပြည့်ဒီမှာကံဘူးတာယာလေးရှင်းအောင်အပြည့်တာယာလေးလည်းအစ်စ်ပေါ့နော်ခဏကုန်နေစ original ပဲရှိတယ်ထိုင်ဝင်လည်း original ပဲဘိန်းမိုင်းတော့ဘိန်းတော်ကောင်းတယ်ရောင်းမယ်9သိန်းခွဲလောက်9သိန်းခွဲရရင်ရောင်းမယ်ဘိန်းကောင်းနေတာကျွန်တော်ရဲ့ဖားကံမှာကျွန်တော်စီးခဲ့တဲ့ဘိန်းမျိုးเนาะဒါလေးကဒါရွာမှာထားခဲ့တာခုရွာရောင်းနေလို့မလို့ဒီမှာရောင်းဘိန်းပြပေးတာเนาะ9သိန်းခွဲရရင်ရောင်းမယ်တာယာကြည့်မယ်เนาะတာယာအပြည့်ရเนาะတာယာဒီအစ်စ်เนาะတာယာလုံးဝအစ်စ် model တော့နေနေ model 2000